နိုင်ငံတော်ကိုစတင်တက်ခဲ့နေတဲ့တိုင်းဒေသအဖွဲ့အစည်းတွေအကြမ်းဖက်ကောင်းများသူအဖွဲ့တွေအကြမ်းဖက် PDF အဖွဲ့တွေနဲ့နိုင်ငံအကြမ်းလက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွလို့ပြီးကျွန်တော်တို့နေတဲ့ပါတီဒီမိုကရေစီတွေကိုချောင်းရတဲ့အခါမှာဒုနဲ့ဒုသဘောထားပေါ်တဲ့မှုတွေရှိနေပါတယ်။ဒါပေမဲ့ကိုယ်စီလူသားချက်တွေကိုလက်နက်ကတဲ့လမ်းစဉ်နဲ့တောင်းဆိုနေကြတော့မှားရတဲ့လမ်းစဉ်ပဲဖြစ်ပါတယ်။နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့ပြည်ရှင်းရမှာတာအမှန်ကန်ဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်တိုင်းဒေသလက်နက်ကပေါ်စီများနေနဲ့မိမိတို့ရဲ့လူသားချက်တွေကိုနိုင်ငံရေးနဲ့စစ်ဆက်ညီနဲ့အပြေရှာဖို့အတွက်အားပေးဆောင်ရွက်သွားကြဖို့လည်းပြောကြားလိုပါတယ်။ဒါမှသာကျွန်တော်တို့အားလုံးစီစီလေးကိုညီညွတ်တဲ့ညီလက်ညီနဲ့ကျွန်တော်ရှိမှထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးကိုခိုင်မာမှာပြသနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်ရှိမှထားတဲ့ပြည်တော်စုကြီးပြသနိုင်ဖို့အတွက်လှုပ်ဆောင်ရမှာဒီပြိပက္ခချုပ်ငြိမ်းရေးနဲ့သာဝရငြိမ်းချမ်းရေးရရှိရေးကတက်တဲ့မြတ်ရည်ကြီးတာပါ။လက်နက်ကလမ်းစဉ်နဲ့အကြမ်းဖက်လုပ်ရတဲ့ကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့တဲ့ဆိုရှယ်မီဒီယာမှုတွေကိုထောက်ရှုပြီးသာဝရငြိမ်းချမ်းရေးနဲ့ကွန်ပျူတာရဲ့ရေးကိုပြည်သူလူထုတွေလက်တွဲပေါ်ဆောင်ကြဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်နိုင်ငံတော်ကိုစတင်တက်ခဲ့နေတဲ့တိုင်းဒေသအဖွဲ့အစည်းတွေအကြမ်းဖက်ကောင်းများသူအဖွဲ့တွေအကြမ်းဖက် PDF အဖွဲ့တွေနဲ့နိုင်ငံအကြမ်းလက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွလို့ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရုပ်ပေါ်လမ်းကြောင်းတွေကအဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက်လည်းအကြီးကြီးဖိတ်ခေါ်ကမ်းလှမ်းထားခဲ့ပါတယ်။နိုင်ငံရေးနည်းကိုဆိုဝဝသာပြည့်စုံသူတွေချင်းတဲ့တာဖြေရှင်းအဖြေရှာနိုင်မှာဖြစ်တာတော့ငြိမ်းချမ်းဆွေးနွေးပွဲတွေကိုအနေနဲ့ကြိုးစိုးလက်ဖွင့်ထားပါကြောင်းဒီဖိုရမ်ကလည်းထပ်ဆင့်အပြီးပြီးပြောကြလို့ပြောလာတဲ့အဲ့ဒါတော့ခင်ဗျာဒီနေ့ကြည့်ပါမယ်ဖိုရမ်မှာကဏ္ဍအသီးသီးအဖွဲ့အစည်းမျိုးစုံကပုဂ္ဂိုလ်အားလုံးပါဝင်ကြပါတယ်ဒီဖိုရမ်မှာအားလုံးပါဝင်တဲ့လူသားချင်းဆွေးနွေးပွဲတည့်ဖြစ်စီဖို့နဲ့ကျွန်တော်တို့ဘက်ကငြိမ်းချမ်းရေးမှာပါဝင်ပတ်သက်သူအားလုံးကိုလည်းဖိတ်ကြားခဲ့ပါတယ်ဒါပေမဲ့တချို့ဒီချမ်းမျိုးကြောင့်မနာနိုင်ကြပါဘူးကျွန်တော်တို့ကတော့နိုင်ငံရဲ့ပြည်သူလူထုရဲ့မျက်နှာကြည့်ပြီးပြည်သူဆွေးနွေးရေးအတွက်အမြဲတမ်းလက်ကမ်းကြိုဆိုပါတယ်ဒါကြောင့်အားလုံးပါဝင်နေပြီးဆိုရတဲ့များစောပြီးဆွေးနွေးနိုင်ရင်နိုင်ငံရဲ့ပုံမှုကောင်းမှဖြစ်လို့ပြည်သူဆွေးနွေးရေးအတွက်ထပ်မှပြပေါ်လာပါတယ်ငြိမ်းချမ်းရေးဆိုတာပုံပြင်သက်မှလည်းတတ်မှတ်ပြန်ထားနိုင်တဲ့အရာမဟုတ်ပါဘူးပြည်သူဆွေးနွေးညီနိုင်မှုကတစ်ဆင့်ရရှိပေါ်ပေါက်လာတဲ့ရလဒ်ကောင်းတွေနဲ့ပုံပေါ်ချမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးအရင်ဆုံးပြည်သူဆွေးနွေးကြဖို့မဖြစ်မနေကြပါဘူးဒီလိုပြည်သူဆွေးနွေးတဲ့ကိုကျွန်တော်တို့အားလုံးကိုစီတာဝန်ရှိကြတာပဲဖြစ်ပါတယ်ဒီကိုချုပ်နေတဲ့ကြောကြလူတာကတော့ငင်းငယ်တစ်ခါကိုကျွန်တော်တို့တွေနဲ့အစဉ်ဖွင့်တဲ့ကျူဆိုလေးရှိနေပါတယ်ဒါကြောင့်လက်နက်ကအဖွဲ့အစည်းတွေအားလုံးကမိမိတို့လူသားချင်းတွေကိုဖြစ်တဲ့တာတွေကိုနိုင်ငံရေးနည်းလမ်းနဲ့စစ်တပ်ညီနဲ့အပြီးရှာပြီးကိုအားပေးဆောင်သွားကြဖို့လည်းတိုက်တွန်းပြောကြားလိုပါတယ်ကျွန်တော်နိုင်ငံမှာလက်နက်ကပြည်ပကတွေချုပ်ငြိမ်းပြီးရေချီတည်တဲ့ခံခဲ့တဲ့ငြိမ်းချမ်းရရှိစေဖို့အတွက်ပြည်သူ့ဆွေးနွေးရေးလမ်းကြောင်းပေါ်မှာလူတို့ကလက်တွဲချက်တော့ကြပါစို့လို့ပြောကြတယ်ဒီလိုချောပါတယ်အားလုံးကြည့်ကြပါ